မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်အုပ်စုလက်အောက်ခံတပ်မှုတပ်သားများနဲ့ရဲတပ်ဖွဲ့ဝင်များအားအထူးသတိပေးနှိုးဆော်ချက်ဇန်နဝါရီလ4ရက်2024တပ်မတော်တစ်ခုရဲ့အဓိကတာဝန်ဟာနိုင်ငံနဲ့ပြည်သူကိုအကာအကွယ်ပေးဖို့ဖြစ်တယ်စစ်အာဏာရှင်ကိုအကာအကွယ်ပေးဖို့မဟုတ်ဘူးခေတ်ဆက်ဆက်စစ်အာဏာရှင်ကိုအကာအကွယ်ပေးရင်ခမရတို့လက်မှာပြည်သူတွေအထက်ထက်စွန့်ခဲ့ပြီးဆိုတာသတိချက်စီလိုတယ်ဒီကနေ့ထိစစ်အုပ်စုသစ္စာခံလုပ်နေတဲ့ခမရတို့အားလုံးပြန်စင်စားတင်တာကငါတို့ပါဝင်နေတဲ့လက်နက်ကိုင်အဖွဲ့ကောငါတို့ကိုယ်တိုင်မှာဒီကနေ့ဘယ်အခြေအနေစိုက်နေပြီလဲဆိုတဲ့အချက်ပဲခမရတို့ယူနီဖောင်းဝတ်ပြီးလူတော်တိုးရဲ့လားရက်ွက်ထဲသွားရဲ့လားမိဘရက်ထံပြန်ရဲ့လားဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့ပြည်သူ့ချစ်တပ်မတော်ဟာဒီကနေ့တော့ပြည်သူတရွေးကွက်ထဲမျောခဲ့ပြီပြည်သူကခမရတို့ကိုစစ်ခွေးစစ်ရဲလို့ခေါ်ကြတာအကြောင်းပဲမဟုတ်ဘူးခမရတို့လက်မှာစွန်းနေတဲ့ပြည်သူသွေးဆိုတာခြေဖြတ်လို့ရယူလားစစ်ရာဇဝတ်ပေးပြေးလွတ်မယ်မဟုတ်ဘူးဆိုတာလဲခမရတို့သတိချက်ဖို့တင်တယ်အခုဆိုရင်စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ဟာရောက်ရှိလာခဲ့ပြီပြည်ထောင်စုပြိုကွဲမှာစိုးတဲ့6လုံးနဲ့တိုင်းရင်းသားပြည်သူအပေါ်ဂုတ်ခွာစီပြီးအခွင့်ထူးခံနေတဲ့လှုပ်ရှားအတွေးခေါ်တွေဟာလုံးဝကြာဆုံးခဲ့ပြီဆိုတာသတိချက်စီလိုတယ်ဒီကနေ့ပြည်ထောင်စုမပြိုကွဲအောင်တကယ်တမ်းတာဝန်ယူစောက်ရှောက်နိုင်မဲ့သူတာဝန်ယူစောက်ရှောက်နေတဲ့သူဟာပြည်သူအစိုးရနဲ့ပြည်သူတော်လှန်ရေးအဖွဲ့အစည်းတွေပဲဖြစ်တယ်ဒါကိုသတိချက်စီလိုတယ်ခမရတို့အမြင်မှန်ရဖို့အချိန်ရောက်ပြီစစ်အုပ်စုကိုတစ္ဆာခံပြီးစစ်အာဏာရှင်ကိုအကာအကွယ်ပေးနေတဲ့အလုပ်ကိုရပ်တန်းကရပ်ဖို့အချိန်ရောက်လာပြီခမရတို့လက်မှာပြည်သူသွေးထပ်မစွန်းပါစေနဲ့တော့စစ်အာဏာရှင်ခိုင်းသမျှမြက်ကန်းတစီမကြောက်နာခံနေရခြင်းဟာခမရတို့အသက်တွေဘဝတွေအခြေအနေပျက်စီးမှုနဲ့ပဲလမ်းဆုံးလိမ့်မယ်ဆိုတာသတိချက်စီလိုတယ်ဒါကြောင့်အချိန်မီပြည်သူဘက်ကရပ်တည်ပါပြည်သူအစိုးရနဲ့ပြည်သူတော်လှန်ရေးအဖွဲ့အစည်းတွေကိုနာခံပါအချိန်မနှောင်းခင်ခမရတို့ရပ်တည်ချက်ကိုပြောင်းလဲပါလို့တိုက်တွန်းလိုတယ်ဒီရက်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဖမ်းဆီးရမိတဲ့ဒုဗိုလ်မှူးကြီးတန့်အောင်ပါဝင်စစ်တုပ်ပန်းတွေဟာကျွန်တော်တို့လက်ရောက်တော့သူတို့တော့အသက်အန္တရာယ်ကင်းပြီရဲ့လို့စိတ်တုံးချပြီးစိတ်လက်ပေါ်ပါသွားကြတာသတိပြုမိတယ်ကျွန်တော်တို့ကစနစ်ကိုတိုက်နေတာပဲဖြစ်တယ်လူကိုတိုက်နေတာမဟုတ်ဘူးခမည်းတော်အသက်တွေဘဝတွေအခြေအနေမဆုံးရှုံးစေသလိုကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေကျွန်တော်တို့ပြည်သူတွေရဲ့အသက်တွေဘဝတွေလည်းအကျိုးမဲ့မဆုံးရှုံးစေလိုဘူးစစ်မြေပြင်ရောက်မှခမည်းတော်ကိုတုပ်ပန်းအဖြစ်ကျွန်တော်တို့မဖမ်းလို့ဘူးခမည်းတော်အသက်တာမကခမည်းတော်ဘဝခမည်းတော်ဂုံတိတ်ခါကိုလည်းဒီထက်ပိုပြီးအတိမတ်ပြုလေးစားလိုတယ်။ဒါကြောင့်တရင်တပ်ဖွဲ့လိုက်ဖြစ်စေတမစကခဓကဆလိုက်ဖြစ်စေစစ်တိုင်းဌာနချုပ်လိုက်ဖြစ်စေပြည်သူ့အစိုးရအန်ယူဂျီနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေထံအများဆုံးဆက်သွယ်ပါကျွန်တော်တို့ကိုလည်းတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ဒီနေ့ကကျွန်တော်တို့နိုင်ငံရဲ့86နှစ်မြောက်လွတ်လပ်ရေးနေ့သို့တော့ကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူတွေစစ်ကြုံဘဝမှာနေမွန်းနေခဲ့တာနှစ်ပေါင်း60ကျော်ခမည်းတော်လည်းပြည်သူတွေကပြည်သူတွေပဲစစ်တပ်ကိုယ်တိုင်စစ်အာဏာရှင်တွေရဲ့စစ်ကြုံပြုအုံချခံနေရတာပဲတိုင်းပြည်ချစ်စိတ်အမှန်ရှိရင်ကိုရှောက်ရမယ့်လမ်းကိုအသိဉာဏ်ရှိရှိတတိရှိရှိကိုယ်တိုင်ရွေးချယ်ကြဖို့တိုက်တွန်းလိုတယ်ဒီကနေ့ပြည်သူတော်လှန်ရေးခေတ်သစ်စနစ်တဲ့ပြောင်းလဲရေးကိုဦးတည်တယ်တိုင်းသစ်ပြည်သစ်ထူထောင်ရေးကိုဦးတည်တယ်ပြည်သူကိုလေးစားပြီးခေတ်စနစ်ပြောင်းလဲရေးကိုလက်ခံတဲ့တပ်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူကလက်ကမ်းကြိုဆိုနေလိမ့်မယ်ခမည်းတော်ကိုယ်တိုင်တမိုင်းတဲ့ရေးသူတွေတဲ့အပါအဝင်ဖြစ်လာလိမ့်မယ်ခမည်းတော်အမြင်မှန်ရရင်ခမည်းတော်အတွက်နာဂတ်ရှိတယ်ဆိုတာအသိပေးလိုပါတယ်။ရီမွန်ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ